ဒါကဝတ်သားကိုတရတိပိုးတီချင်းလေးနဲ့ချက်ထားပါပထမဆုံးဝတ်သားကိုစားရဟင်းရမုတ်ရစနွင်းရထည့်ပြီးတေချာလေးနေထားပေးမယ်ဒါကတရတိပိုးတီချင်းမှာတရတိကိုအရင်ဆုံးရင်းညှစ်ပေးလိုက်ပါမယ်အဲ့ဒါမှအချိန်လေးတွေထွက်သွားအောင်ပေါ့နော်ပြီးရင်တရတိလေးတွေကိုဖဲ့ထားလိုက်မယ်တစ်လုံးလောက်ကိုလည်းထားထားမယ်အလုံးလိုက်လေးချက်ဖို့ပေါ့ကျွန်တော်ကချင်းလေးကြိုက်တာဖြစ်တဲ့အတွက်ဒီဟင်းထဲမှာ3လုံးထည့်ထားတယ်စက်တုံအဖြူအနီကိုထောင်းထားပေးလိုက်ပါမယ်ပြီးရင်အိုးထဲကိုစီထည့်ပြီးတော့စက်တုံအဖြူအနီရဲ့စနွေးမုတ်ရထည့်ပြီးစီတက်ပေးလိုက်ပါမယ်အနံလေးမှုေးလာပြီဆိုလို့ရှိရင်ငပိစိမ့်စားပါထည့်ပြီးတော့စီတက်ပေးလိုက်ပါမယ်ပြီးရင်ဝတ်သားနေထားတာလေးထည့်ပြီးတော့ဝတ်သားအပေါ်ရန်တင်းသွားသည့်အထိအိုးကင်းတိုက်လော်ပေးလိုက်မယ်ပေါ့နော်ဝတ်သားလေးတွေအပေါ်ရန်တင်းလာပြီဆိုရင်ခုနကတရတိရင်းညစ်ထားတာလေးတွေအကုန်ထည့်လိုက်မယ်တေချာလေးမှုေးပေးပြီးတော့မှဝတ်သားရောတရတိပိုးတွေရောနူးစီရန်အတွက်ရေထည့်ပြီးမီအေးအေးလေးနဲ့ကြာလေးတည်ထားပေးလိုက်ပါမယ်ရေမခန့်တခန့်ဖြစ်လာလို့ရှိရင်ငရုတ်သီး6လေးထည့်ပြီးတော့ပြန်အုပ်ပေးလိုက်ပါမယ်ရေခမ်းသွားရင်တော့ထမင်းမယ်မီအရသာထူးတဲ့ဝက်သားတရတိပိုးဒီဟင်းလေးရပါပြီခင်ဗျာကောင်းလို့